သွားပါဖြစ်တော့တောက်ကြိုက်တာဆရာတော့ကြိုက်တာဘယ်နည်းရှိပြီတော့အများရှိတယ်တော့နည်းနည်းကြာနည်းနည်းတော့ကြာပြီညပိုင်းနေကြိုက်တယ်လားညပိုင်းတော့မကြိုက်ဘူးပြောလို့ရေတောက်ကျင်တာလေးတော့ပဲ့ထားတော့ပဲ့ထားအောင်ပဲ့ထားရေးသားရင်ကျင်တာပေါ့ကျင်တော့တခါချက်နာတယ်โอเคတစ်ချက်ကြည့်အောင်ပဲ့ထားတာကြာပြီလားကြာပြီပဲ့ထားတာကြာပြီအောက်သွားလားပေါ်သွားလားအောက်သွားအောက်ကသွားညာဘက်ဟုတ်တယ်โอเคအဲ့တော့လေဟောပေါ့သွားအတွင်းထဲမှာပဲ့သွားပါသွားเนาะပဲ့သွားတော့အတွင်းထဲမှာသွားအကျော်တွေပေါ်သွားတာပေါ့เนาะပေါ်သွားတော့နှစ်မျိုးပြန်လုပ်လို့ရတယ်ပေါ့เนาะကုသမှုအနေနဲ့ပထမဆုံးတစ်မျိုးကကျတော့ဒီသွားကိုနှုတ်ပြစ်မလားပေါ့เนาะနှုတ်ပြီးတော့ပြန်စိုက်မလားပေါ့ဒုတိယတစ်မျိုးကကျတော့ဒီသွားကိုဒီနာရာကြိုက်တာကျင်တာတတ်တာအောင်ဆေးကူတာပေါ့နိဆေးကူတဲ့ဟာမျိုးပြုတ်လုပ်ပြီးတော့မှသွားအတွင်းထဲကနေကွဲထားတဲ့သွားဆိုတော့ဆေးကူပြီးတော့ဆွတ်ပြီးတော့တောင်းရင်တော့ရတယ်ပေါ့เนาะအပေါ်ကနေအဖုံးလေးပြန်ဆွတ်မယ်ဆေးကုမယ်ပေါ့ဖုံးပြန်ဆွတ်မယ်အဲ့လိုတော့မလားပေါ့ဒါမှမဟုတ်နှုတ်ပြစ်မလားပေါ့နော်နှစ်ခုရှိတာပေါ့နိဟုတ်ခုလောက်ဆိုတော့နှုတ်လိုက်တယ်ဆရာနှုတ်ဖို့စဉ်းစားထားတယ်ပေါ့နော်ရပါတယ်ဒါပေမဲ့နှစ်မျိုးတော့ကောင်းတယ်နော်ဆေးမကုကျင်တော့မကုကျင်တော့နော်စတခိုင်းနှုတ်ပေးလိုက်ပါမယ်နော်โอเคနည်းနည်းဟာပါတခြားဘာယောဂါရှိတော့သွေးတိုးစီချိုအဲ့လိုယောဂါတွေဘာမှမရှိဘူးဘာမှမရှိပါဘူးနော်ထောင်စင်းလေးတစ်ချက်ပေးပါမယ်စီအရင်တစ်ခါလည်းလာပြတည်းလေပြီးခဲ့တဲ့15လောက်လာပြပြီးတော့တောက်စီတောက်ကြည့်တော့အဆင်မပြေတဲ့ခါကျတော့ဒီခါကျတော့လာနှုတ်လိုက်တာနှုတ်လိုက်တာတော့ဟိုလိုအကျော်တက်ပြီးဆေးကူတာမျိုးတွေတော့ရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးဆေးကူရဲဆိုရင်တော့နာလာကြိုက်တာကျင်းတာပျောက်သွားမှာတကယ်လို့သွားကိုပြန်ပြီးတော့တုံးချင်သေးရင်ပေါ့နော်ပင်ကိုသွားကိုနှမျောတယ်ပေါ့ပင်ကိုသွားကိုနှမျောတယ်မနှုတ်ချင်ဘူးဆိုရင်အဲ့လိုဆေးကူတဲ့ဟာမျိုးရှိသေးတယ်နော်အဲ့ဒါလုပ်တယ်ဆိုရင်တော့ကောင်းသွားမှာနော်အဲ့လိုမလုပ်ချင်တော့နှုတ်ရမှာပေါ့ထုံစင်းလေးတစ်ချက်ပေးမယ်နည်းနည်းဟာပါဒီဘက်လေးနဲ့ဆောင်းလိုက်ရနည်းနည်းလေးခါမယ်ရတာလေနော်နည်းနည်းဟာပါထောင်ကလေးချက်ထိုးပါမယ်အောက်တက်တက်လေးရှိမယ်နည်းနည်းဟာပါโอเคရကြည့်ကျင်းလိုက်ပါအောင်နော်ကျင်းမရရှက်ထောင်လာလေးခဏဆောင်းမယ်နော်ထောင်လာလေးဆောင်းရင်တစ်ချက်စဉ်းစားအောင်ရတယ်မနှုတ်ချင်ဘူးဆိုရင်စီးကုမယ်ဆိုရင်ရသေးတယ်နော်စီးကုမယ်ဆိုရင်ဒီနေ့အဲ့အကျော်တက်တဲ့စေးကုသမှုကိုပြုလုပ်ပေးလိုက်မှာပေါ့နော်ပြီးတော့ဒီကြားနာလာကြိုက်တာတတ်တာပါတပတ်ပြည့်မှပြန်ဖာပေးမှာနော်အဲ့လိုလုပ်ချင်လည်းရတယ်ဖြည်းဖြည်းချင်းထုံလာလိမ့်မယ်နော်နှကန်းတစ်ချမ်းထုံလာပါလိမ့်မယ်ဖြည်းဖြည်းချင်းနော်အဲ့ဒါဘယ်လိုလုပ်ချင်တော့နှုတ်ပြချင်လားစေကူတာမျိုးလုပ်ချင်လားစေကူလည်းနှုတ်လိုက်တာကောင်းတယ်သဘောဒါတော့ကိုယ့်ရဲ့သွားဆိုတော့လေနော်တချို့ကြတယ်ပင်ကိုသွားတွေကတကယ်တော့နှက်မျိုးဖို့ကောင်းတယ်ပေါ့နော်နှုတ်ပြတာကျတော့လေနော်နှုတ်ပြမယ်ဆိုရင်ရပါပြီးတော့မှပြန်ဆိုင်ပေါ့နော်နှုတ်ပြတဲ့ခါကျတော့နောက်ပိုင်းဆိုးတွေရောနောက်ရပြန်ဆိုင်ရမှာပေါ့အဲ့နေရာတော့အသုံးပြုတဲ့သွားဖြစ်နေတော့နှုတ်ပြီးတော့ဟောင်းလောက်ပေါက်ထားလို့မရအောင်ပြန်ဆိုင်ရမှာပေါ့နိအဲ့လိုမျိုးတော့ရှိတယ်နော်ထုံလာသလားဘယ်လိုနေတော့နည်းနည်းလေးစထုံလာသလားနည်းနည်းလေးစထုံလာနောက်လေးမိလိုက်ပါအောင်နော်ထုံစင်းလေးနဲ့ထပ်ပေးမယ်အဲ့ဆိုရင်နှုတ်လိုက်တော့မယ်နော်ဟုတ်โอเคနည်းနည်းထပ်ပေးအောင်မယ်ထုံစင်းလေးနောက်တော့မှာ
โอเคနည်းနည်းခါမယ်နော်အရတာခဏလေးရှော့ထားပေးပါနည်းနည်းခါပါအတွင်းလေးတစ်ချက်ပါအဲ့လိုလေးကျင်းလိုက်ပါဦးမိလိုက်ပါဦးโอเคဆက်မယ်နော်နည်းဟာတော့ရတချမ်းမတော့မလုပ်ဘူးနော် ဟုတ် ဒီဘက်တော့လည်းခွတ်ခိုင်နော်ခိုင်လေးနော်နှုတ်လိုက်တော့မယ်နော်နှမျောလို့ပါနှမျောလို့မင်းနေနော် ဟုတ် နှုတ်လိုက်တော့မယ်နော် ခံတာမတရားခံတာရေတောက်တိုင်းခံနေတာ မစိတ်ကူးလိုက်ပျောက်သွားမှဟာရနော်အကျော်တက်ပြီးစိတ်ကူးရဆိုတာရှိတယ်ခံစားချက်တွေနာရာကြိုက်တာတွေတက်တာသွားတာပေါ့နာရာကြိုက်တာတွေခဏမေ့လိုက်ပါနော်ဒီသွားကိုနှမျောလားမနှမျောလားအဲ့ဒါပဲစဉ်းစားမှာပေါ့နော်စိတ်ကူးရဆိုရင်လည်းပျောက်သွားမယ်သွားနှုတ်ရင်လည်းပျောက်သွားမယ်နှစ်ခုစလုံးကပျောက်သွားမယ်နီးလမ်းမယ်ပေါ့နော်စဉ်းစားမှာတစ်ခုကနှုတ်လိုက်တယ်ဆိုရင်တော့ပင်ကိုသွားဆုံးရှုံးသွားမယ်ပြီးပြီဆိုရင်ပြန်ဆက်ရမယ်ပေါ့နော်စိတ်ကူးရဆိုရင်တော့ပင်ကိုသွားပြန်သုံးလို့ရမယ်ပေါ့အဲ့လိုကြွားတယ်ပေါ့နော် ဖာလို့ရှိရင်လည်းခဏခဏပဲနေ မစွတ်ပြီးတောင်းတာမပဲ့ဘူးရေအပေါ်နဲ့အဖုံးလေးစွတ်ပြီးတုံးနေဆိုရင်တော့ပြန်မပဲ့တော့ဘူးသူကအခုကျတော့ဒေါင်းစွန်းမှာပဲ့နေရဆိုတော့ပြန်ဖာပြီးတောင်းရင်အဆင်မပြေဘူးဟုတ်တယ်ပြန်ဖာတောင်းရင်ခဏခဏပြန်ပဲ့တယ်ပြန်စွတ်ပလိုက်တယ်ဆိုရင်တော့မပဲ့တော့ဘူးသူကအဲ့လိုရှိတယ်ပေါ့နော်ဒါတော့လှုပ်လို့ရနီးလန်းနေပေါ့ရွေးလို့ရအောင်ပြပြတော့ပေါ့နော်အဲ့ဘယ်လိုလဲချင်း တော့နှုတ်ကနှုတ်ကြည့်လိုက်မယ်လေ နှုတ်လိုက်တော့မယ်နော်ဒါဆိုโอเคနည်းနည်းဟာပါအတန်လေးနည်းနည်းချမယ်နော်နည်းနည်းလေးဟာပေါင်းသွားတော့တော်တော်ခိုင်သေးတယ်ဆိုဖြည်းဖြည်းချင်းလောက်အောင်ထုံနေပြီနော်ထုံစရာရေလေးတစ်ခါကျင်းလိုက်ပါဦးโอเคသွားနှုတ်တဲ့ခါဘယ်လိုခံစားရမလဲဆိုတော့ဒီနေရာမှာအတန်လေးတစ်ချက်ကြားမယ်ပေါ့နော် ဟုတ် နည်းနည်းတင်းတင်းလေးခံစားရမယ်ကျွန်းကျွန်းဆိုအတန်လေးနဲ့ကြားမယ်နော်โอเคရစမယ်နော်ဒါဆိုနည်းနည်းလေးဟာပါအောင်နှခမ်းလေးရှော့ထားရအတန်လေးနည်းနည်းကြားမယ်ကျွန်းကျွန်းပြီးနည်းနည်းလေးအောင့်တဲ့တန်လေးရှိမယ်နည်းနည်းလေးဟာပါအောင်โอเคအကျဉ်းရလိုက်ပါအောင်အကျဉ်းရလိုက်ပါအောင်မြင်အောင်โอเคအတန်လေးတစ်ချက်ကြားမယ်ကောင်းပါပြီပက်လို့ကျင်းလို့ရပါတယ်ရပါပြီအဲ့တော့သွားနှုတ်ထားရဲဆိုတော့သွားနှုတ်ထားရဲ့နေရာကိုဂွန်းတစ်ခုထည့်ပေးလိုက်ပါမယ်နော်အဲ့ဟာကိုနာရီခွက်ကိုက်ပေးပါနော်နာရီခွက်ပြည့်ပြီဆိုရင်ထုတ်လို့ရတယ်နော် ဟုတ် ပြီးတော့ထုံစေးကနောက်2နာရီဝန်းကျင်လောက်ထုံအောင်မယ်ပေါ့နော်ထုံစေးထုံတဲ့အတွင်းမှာဘာမှစားလို့မရပါဘူးနော်
ပြီးတော့ကွန်းစားတတ်တယ်ထင်တယ်ကွန်းစားတာလေးက2ရက်3ရက်မဖြစ်မနေရှောင်ပေးရလိမ့်မယ်နော်နောက်လေးမိလိုက်ပါဦး ဟုတ် ခွန်လေးခဏကတ်ရအောင်သွားဆိုင်ရှင်နေဆို2လပြည့်ရင်တစ်ခေါက်ပြန်ပြပါနော် ဟုတ် သွားစီလို့ရပြီသွားစီလို့ရပြီ ပြည့်စုံတာနော် နှခမ်းလေးစီထားနော်ရပါပြီတဆန်းโอเคရတောက်စီလေးအရှိမလာပေးမယ်နော်ရှေ့ရခဏဆောင်ပေး